Hey guys, အားလုံးမင်္ဂလာပါရှင်ဒါတူတူပါဒါကြီးကတော့ပတူဆက်လေးဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့တူတူနဲ့တူတူပဲလိုက်လုပ်ကြမယ်ကိုအားတဲ့အချိန်မှာ join လုပ်ရပါတယ်ရှင်အားလုံးကိုလည်း join ဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်ဒီ football workout လေးကအရန်ကိုထိရောက်တယ်လို့လည်းလေ့ကျင့်ခန်းလေးလည်းဖြစ်ပါတယ်ကြည့်လို့ရှိရင်လေ့ကျင့်ခန်းလေးလွယ်လွယ်လေးပါဒါပေမဲ့အရန်ကိုထိမိပြီးပါပဲအရန်နဲ့လုပ်ရလို့လည်းသိပါတယ်ရှင်လုပ်ဖို့ရဲ့ကျွန်မရဲ့ client တွေလည်းသိပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တူတူနဲ့တူတူပဲလိုက်လုပ်ကြမယ်ပေါ့နော်အခုကကြတော့sumo squat လေးပေါ့နော် sumo ကကျတော့အတွင်းပေါက်နေတဲ့ team နဲ့တင်မပြီးတွေပေါ့နော်တင်အောက်ပိုင်းတစ်ခုလုံးပါသွားပါတယ်ဒါလေးကကျတော့လေးလုံးလေးကန်ရရတယ် body weight ထိုင်ရရတယ်ပေါ့နော်တူတူကတော့ဒီမှာပဲ body weight လေးပဲပြဝင်ထားပေးပါတယ်ရှင်ကဲပြီးပါပြီဆိုလို့ရှိရင်တော့နောက်တစ်မျိုးလေးဝင်ထားပေးပါတယ် sumo squat လေးကကျတော့လေနိုင်တဲ့လူကတော့3ကြောလုပ်လို့ရပါတယ်15ရက်3ကြောပါကိုမနိုင်တဲ့လူကကျတော့17ရက်3ကြောလုပ်လို့ရပါတယ်ရှင်လေ့ကျင့်ခန်းတစ်မျိုးလုပ်ပြီးတိုင်းပေါ့နော်လေ့ကျင့်ခန်းတစ်မျိုးလုပ်ပြီးတိုင်းစက္ကန့်နေထားလို့ရပါတယ်ရှင်ကဲနောက်တစ်မျိုးကိုထပ်ဝင်ထားပြီးပါတယ်နောက်တစ်မျိုးကကျတော့လေအရှိပေါင်းနဲ့အရှိပေါင်းရဲ့ပြီးလို့ရှိရင်တင်မားတွေလည်းပါသွားမယ်ပေါ်ပိုင်းဆိုလို့ရှိရင်လည်းပကုံးလေးတွေလက်မောင်းလေးတွေပါသွားမယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်း15ရက်3ကြောပေးထားပါတယ်ရားရီကတော့15ရက်3ကြောပေါ့နော်တစ်ခုလုပ်ပြီးတိုင်းပေါ့တစ်ခုလုပ်ပြီးတိုင်းကို10စက္ကန့်ထားလို့ရပါတယ်ရှင်ဖြည်းဖြည်းလေးနဲ့မမှန်လေးသွားဖို့ပါပဲပေါ့နော်ဖြည်းဖြည်းလေးနဲ့မမှန်လေးသွားဖို့ပဲဒီတောင်ပြပါပြီဆိုလို့ရှိရင်2မိနစ်လောက်ထားလို့ရပါတယ်ရှင်ဟိုကတရားနဲ့တော့ကြမလို့ဘူးကိုအားတဲ့ချိန်မှလေးလုပ်လို့ရပါတယ်ရှင်ပြပါပြီဆိုလို့ရှိရင်ဒီနေ့ချိန်ကလေးကကျင်းနေသွားကြမလို့ဘူးပြပါပြီဆိုလို့ရှိရင်အိမ်မှာပဲပေါ့နော်ဟိုကအိမ်မှာပဲအချိန်ရပေးကြမလို့45မိနစ်လောက်ပဲမိနစ်30 45မိနစ်လောက်ပြုံးနေပဲဒီနေ့ကိုလေထိရောက်တဲ့လေ့ကျင့်ခန်းလေးလည်းဖြစ်ပါတယ်ကိုကလေ့ချာလေးလေ့ကျင့်ခန်းလေးကိုလည်းလုပ်မယ်ပေါ့နော်လေ့ကျင့်ခန်းလေးလည်းလုပ်မယ်အဲ့တော့ဒီလိုပဲအိမ်ကိုလည်းဝအောင်အိမ်မယ်ပြီးတော့အချိန်8နာရီပြအောင်လည်းအိမ်မယ်ပြီးသွားပြီဆိုတာနဲ့အစားကိုလည်းတေချာပေါ့နော်ကျမ်းမအောင်ချက်ပြောစားတော့ပဲအပြည့်စားတွေပြီးလို့တည့်ရစားတွေမစားဘူးဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကကိုလိုချင်တဲ့ခန္ဓာကိုယ်ကို body ကိုလည်းကြားမှာဖြစ်ပါတယ်ရှင်ပြီးသွားပြီဆိုလို့ရှိရင်ဒီချိန်နဲ့လောက်တာတဲ့ခန္ဓာကိုယ်တစ်ခုပဲလာရုံနဲ့မဟုတ်ပဲစိတ်ပိုင်းဆိုင်ရောရုပ်ပိုင်းဆိုင်ရောအရန်ကိုထိရောက်စေတဲ့လေ့ကျင့်ခန်းလေးတွေလည်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးလည်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလောက်တာဒီအားကစားလောက်တာဟိုလှဖို့အတွက်ရေပါကြမှာတဆန်ဖို့အတွက်ပေါ့နော်ဟိုစိတ်ညစ်တာပဲစိတ်ကူးစုနေများပဲအိမ်ကြီးပြတ်တာတွေပဲဖြစ်ပေါ့နော်ဒီလေ့ကျင့်ခန်းလောက်လိုက်လို့ရှိရင်တော့ပေါ်ပါသွားပြီလို့ခဏတော့ဒီပုံတော့ပေါ်ပါတက်တာရောပါစေမယ်အခုကပြီးတော့ချွေးလေးထပ်ပြီးလို့ကောင်းမယ်အသားရည်ကြီးလေးရှိလာမယ်ပေါ့နော်ဒါကြောင့်မို့လေ့ကျင့်ခန်းလေးကိုတနေ့ကိုမိနစ်30ရဲ့45မိနစ်ရလုပ်ဖို့လည်းအကြံပြုပါတယ်ရှင်အားလုံးလုပ်ပြအောင်လုပ်ဖို့လည်းအားလုံးကို join ဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုလည်းဒါသာလို့လည်းရတယ်စိတ်ထားလို့လည်းရပါတယ်ရှင်အားလုံးပဲစင်မီပြီးစမ်းပါပြီးလက်ပါကြပါရှင်ရှင်သိချင်တာလေးရှင်အောက်က comment မှာလည်းမှတ်ထားလို့လည်းရပါတယ်